ညီကိုတို့အားလုံးပဲမင်္ဂလာပါ The Blue Corner Facebook page နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကျွန်တော်တို့ဒီသုံးသက်တင်ဆက်ပေးသွားမယ့်ပွဲကတော့ Chelsea တင်းတဲ့ Wolverhampton တင်းတို့ရဲ့ Premier League ပွဲစဉ်7ဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ဒီ Chelsea တင်းက Premier League ပွဲစဉ်7အဖြစ်စနေနေ့ညတနင်္ဂနွေနေ့မနက်3နာရီမှာပေါ့နော်အိမ်ကွင်းမှာ Wolverhampton အသင်းကိုအခန့်ကစားသွားမှာဖြစ်တယ်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Wolverhampton အသင်းဘက်ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် Wolverhampton အသင်းကဒီနောက်ဆုံး6ပွဲဇက်တိုင်းနိုင်ပွဲပျောက်နေတယ်နိုင်ပွဲပျောက်နေတယ်2ပွဲတည်း4ပွဲရှုံးဆိုတဲ့ရလဒ်တစ်ခုကိုသူတို့ပိုင်ဆိုင်ထားရတယ်ပေါ့နော်အဲ့ဒီအနေထားမျိုးမှာဆိုလို့ရှိရင်ဒီမကြသေးခင်ပြီးခဲ့တဲ့တပတ်ကျော်ကမှဒီ Chelsea တင်းနဲ့ EFL ကပ်ပွဲစဉ်ကိုလည်းသူတို့က Chelsea တင်းကိုသူတို့ရဲ့အိမ်ခွဲမှာအခန့်ကစားခဲ့ရတယ်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒီ3-4ဆိုတဲ့ရလဒ်တစ်ခုနဲ့သူတို့ကဒီ EFL ပွဲစဉ်ကနေပြီးတော့ Chelsea တင်းကိုရှုံးပြီးတော့ထွက်ခဲ့ရတယ်ပေါ့နော်။အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Chelsea တင်းကဒီ Liam Delap ကလူစားဝင်လာပြီးတော့နာသွားနှစ်ဝါတနီနဲ့ဒီ86မိနစ်မှာထွက်သွားရတာပဲလည်းရှိခဲ့တယ်။ပေးကိုတွေလည်းများတယ်နှစ်သင်းလုံးပြီးလို့ရှိရင်ကိုတွေလည်းရပြီးတော့အပြန်အလှန်သွင်းကိုကျွန်တော်ပွဲကောင်းတစ်ပွဲကိုကြည့်ခဲ့ရတယ်ပြီးတဲ့ခါကျတော့ဒီWolverhampton အသင်းပေါ့နော်Wolverhamptonအသင်းကဆိုလို့ရှိရင်လက်ရှိအနေထားမှာ Premier League ပွဲစဉ်10ပွဲကစားတယ်10ပွဲကစားပြီးတော့သူတို့ကပေးကို22ဂိုးထိရှိထားပြီးတော့ဒီအဆင့်20ဆိုတဲ့နေရာမှာရောက်ရှိနေတယ်ပေါ့နော်အဆင့်20ဆိုတဲ့နေရာမှာရောက်ရှိနေတယ်ပြီးလို့ရှိရင်ဒီဘက် Chelsea အသင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ Chelsea အသင်းကဆိုလို့ရှိရင်ရောက်ကို18ဂိုးနဲ့ဒီ Premier League ပွဲစဉ်10ပွဲမှာ17ဂိုးထိပြန်ပေးထားရတယ်ပွဲတိုင်းဒီပါဂိုးပေးရတယ်ဆိုတော့ဒီသူတို့ရဲ့ဒီမှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ထားရတယ်အဓိကတော့ဒီ Chelsea တင်းမှာဆိုလို့ရှိရင်မတိမငြိမ်ဖြစ်နေတဲ့နောက်တန်းဥဆောင်သူမဲ့နေတဲ့နောက်တန်းပေါ့နော်အဲ့ဒီဟာကိုသူတို့ဒီနေ့ပွဲစဉ်မှာဘယ်လိုပြင်ဆင်လာမလဲChelsea တင်းနဲ့ Wolverhampton တင်းတို့ကဆိုလို့ရှိရင် Chelsea တင်းကဒီအိမ်ခွဲမှာ Wolverhampton တင်းကိုအခန့်ကစားခဲ့ရတဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်6ပွဲထိနိုင်ထားတယ်3ပွဲတည်1ပွဲရှုံးဆိုတဲ့သူတို့ကရလက်တစ်ခုကိုပိုင်ဆိုင်ထားတယ် Chelsea တင်းနဲ့ Wolverhampton တင်းတို့ကဒီဘက်နှစ်ပိုင်းတွေမှာတွေ့လိုက်တိုင်းအဲ့ဒါသူတို့ကအပြန်အလှန်သွင်းဂိုးတွေနဲ့ဒီမြန်မြန်ဆန်ဆန်ပွဲတစ်ပွဲကိုကျွန်တော်တို့ကြည့်ရလေးရှိတယ်ပေါ့နော်အဓိကတော့ Chelsea ထဲမှာပြဿနာတက်နေတာကနောက်တန်းအရင်နှစ်တည်းနဲ့ဆိုလို့ရှိရင် Robert Sanchez ကအမားတွေနဲတယ်အမားတွေကိုသမားအနေထားနဲ့အမားတွေတိတ်မလှုပ်ဘူးဆိုပေမဲ့ဒီနောက်တန်းရဲ့အမားတွေကဘယ်လိုမှလက်ခံလို့မရတဲ့အမားတွေနဲ့ကျွန်တော်တို့ကဒီအမှတ်တွေဆုံးရှုံးနေရတယ်ဒီနေ့ပွဲစဉ်မှာကောဒီ Champion League ပွဲစဉ်မှာအဆင်မပြေဖြစ်ခဲ့တဲ့ဒီ Hector တို့ဒီPilicio Tosin တို့ line နဲ့အောက်တင်တယ်လို့ကျွန်တော်ထင်တယ် Anzo Mares ကအနေနဲ့ဒီ Premier League မှာအတွဲညီနေတဲ့Chalfa နဲ့ဒီ Fofana နဲ့ပဲကျွန်တော်ကတော့ပွဲထွက်လာတဲ့တယ်လို့ထင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့တောင်မန်နှစ်ဖက်ပေါ့နော်ဒီကွင်းလေကတော့ကျွန်တော်တို့ထားလိုက်ပါဦးအန်ဆိုဖန်ရက်ရှိတယ်ဒီဝက်ချက်ကိုက်ဂျီကိုရှိတယ်သူတို့ပဲဒီတောက်တင်းတဲ့လူချင်းတို့ဆိုလို့ရှိရင်ပွဲထွက်လာမယ်လို့ထင်တယ်ပြီးလို့ရှိရင်တောင်မန်နှစ်ဖက်ပေါ့ဒီဘက်မှာဆိုလို့ရှိရင်ဂျီမီကစ်တင်အစားကျွန်တော်ကတော့ဒီဂါနာချိုတိုင်းနဲ့ပေးတင်တယ်လို့ထင်တယ်ဂါနာချိုလည်းဂါနာချိုရဲ့အတိုးလှုပ်တွေကဒီဥပါဟန်တန်ရဲ့အတိုးလှုပ်တွေနဲ့ဒီဖြတ်တင်ဘောတွေကဆိုလို့ရှိရင်ဒီနောက်တန်းခံစီကိုကျွန်တော်တို့ကောင်းကောင်းကြီးချင်းချောင်းနိုင်မယ်လို့ထင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ရှိရင်ညာဘက်တောင်မန်မှာဆိုလို့ရှိရင်ဘယ်လိုရှိမလဲဆိုတော့ဒီပတ်ရှိုနတိုပေါ့ဒီပတ်ရှိုနတိုအစားဒီကျွန်တော်ကဒီစထရိုဘာဝီလီယံကိုကျွန်တော်ကဒီပွဲထွက်ခွင့်ပေးတင်တယ်လို့ထင်တယ်ဒီနေ့ညပွဲတင်မှာဘာလို့ပွဲထွက်ခွင့်ပေးတင်တယ်လို့ထင်လဲဆိုတော့ဒီဘက်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီ Petronas တို့ကဒီကြန့်ခိုင်မှုမပြေဝတာလားဘယ်လိုလဲတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ဒီမိနစ်50 60လောက်ရောက်လို့ရှိရင်ဒုတိယပိုင်းရောက်လို့ရှိရင်သူ့ရဲ့ကစားအားကတော်တော်ကြီးကိုတိတိတသားကျသွားခဲ့တယ်တိတိတသားကျသွားခဲ့လို့ရှိရင်ဘာတွေတိတာလဲဆိုတော့သူ့စီကဖြတ်တင်ဘောတွေကမတိကြတော့ဘူးမတိကြတဲ့ခါကျတော့မတိကြတဲ့ဖြတ်တင်ဘောတွေရဲ့ကျွန်တော်တို့ဒီခေါင်းတိုက်မဲ့သူမရှိတဲ့တိုက်စစ်ကဒီဟာတွေကဒီအချိန်တွေပဲကုန်သွားခဲ့တယ်ပေါ့နော်အဲ့ဒီဖြတ်တင်ဘောတွေနဲ့အားကြောင့်မို့ကျွန်တော်ကတော့အစထရိုဘရီယံဒီပွဲထုတ်ခွင့်ပေးတင်တယ်လို့ထင်တယ်ပြီးလို့ရှိရင်တိုက်စစ်မှာဆိုလို့ရှိရင်တော့အထောင်လက်စစ်မူနီယာမှာဆိုလို့ရှိရင်တော့ဒဏ်ရာအနေပြန်တက်တာလာတယ်ဒီအနီကက်ကလည်းနှစ်ဝတနီဖြစ်တဲ့အတွက်ကြောင့်ဘလို့တပွဲပဲခံရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟိုပါပေါ့လီယန်ဒီလက်ပြန်ပြီးတော့ပွဲထုတ်ခွင့်ကစားမယ်ပြီးလို့ရှိရင်နောက်မှဆိုလို့ရှိရင်ဂျာဘတ်ထိုရှိမယ်ပေါ့နော်ဒီလိုနဲ့ပဲဒီ Chelsea တင်းကဒီ line နဲ့အတိုင်းပဲကျွန်တော်ထွက်လာမယ်လို့ထင်တယ်အညပွဲတင်မှာဆိုလို့ရှိရင်တော့ Chelsea တင်းကကျွန်တော်ထင်တယ်ဒီအိမ်ကွင်းမှာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်တန်းသာမမှားဘူးဆိုလို့ရှိရင်လည်းတိုက်စစ်ကတေချာပေါက်ဂိုးရလိမ့်မယ်ပြီးလို့ရှိရင်နီးပြကိုယ်တိုင်လည်းဒီကစားသမားတွေကို rotate လုပ်တာတော့လုပ်တာပေါ့ကျွန်တော်ကအန်ဆိုမာရက်စ်ကိုပြောချင်တာကတော့ကျွန်တော်ဒီ Conference League Final တို့ဘာတို့မှလည်းကျွန်တော်တို့တွေ့ခဲ့ပြီးတော့ပြီအဲ့လိုမျိုးဘယ်လိုပြောမလဲတေချာရတဲ့ဒီတောက်တင်းတဲ့ line တစ်ခုကိုထုတ်လိုက်မိနစ်60 90ဒီပြတ်သားတဲ့ရလက်တစ်ခုကိုကျွန်တော်တို့ကကစားစေချင်တာပြည်သက်တွေကအဲ့လိုမျိုး
ဟိုပွဲမဆရသေးဘူးသူကဒီ rotate လောက်တာတော့လောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပွဲမဆရသေးဘူးသူကစမ်းတက်တဲ့လူစင်းတစ်ခုကိုအရင်ထုတ်လိုက်တယ်ပြီးတော့မှနောက်ကနေလိုက်ကစားတယ်ဆိုတာကဒီဘယ်ပိတ်တက်မှမမြင်ကြကြဘူးကျွန်တော်တို့လည်းမမြင်ကြကြဘူးပြတ်သားတဲ့ရလက်တစ်ခုကိုပဲအရင်မြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပေါက်ကရ line နဲ့တွေမထုတ်ဘဲနဲ့ဒီတောက်တင်းတဲ့လူစင်းနဲ့တေချာရရတဲ့ line နဲ့တစ်ခုကိုထုတ်ပြီးပြတ်သားတဲ့ရလက်တစ်ခုဖြစ်မှသာလေဟိုတချို့ကစားသမားတွေကိုအနာပေးပြီးလို့ရှိရင်ဟိုသူထည့်ပြီးတော့ဟိုစမ်းတက်ပြီးတော့ကစားစေခြင်းနဲ့ကစားသမားတွေကိုကစားပေါ့နော်အဲ့လိုမျိုးဖြစ်စေခြင်းတာသူကတည်းကတော့ဒီပြိသက်တွေဖြစ်စေခြင်းတဲ့ဆန္ဒနဲ့ပြောင်းပြန်နေလုံနေတယ်လို့ထင်တယ်ပြီးလို့ရှိရင်ဒီတစ်ပတ်မှာလည်းတော်တော်စပါအသင်းနဲ့ဒီ Manchester United အသင်းတို့ထိပ်တိုက်တွေ့နေတယ်ပြီးလို့ရှိရင် Man City နဲ့ Liverpool တို့လည်းထိပ်တိုက်တွေ့နေတယ်ပေါ့နော်အဲ့ဒီအနေအထားမျိုးမှာဒီကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဥရောပဝင်ခွင့်ပြိုင်ဘက်တွေဒီ top 4ပြိုင်ဘက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသင်းတွေထိတ်တိုက်အသင်းကြီးချင်းချင်းထိတ်တိုက်တွေ့နေကြတဲ့ပွဲမှာကျွန်တော်တို့ကဒီ3မှတ်အပြည့်ရယူထားဖို့လိုတယ်ဒါကအသင်းကြီးချင်းချင်းတွေ့လို့အနိုင်ရတာ ਨੇ ဒီလိုပွဲမျိုးမှာအမှတ်ပြည့်ရယူထားနိုင်တာကလည်းဒီဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ဒီအကျိုးသက်ရောက်မှုချင်းအတူတူပဲလို့ပြောလို့ရတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ပွဲမှာ3မှတ်ရဖို့လိုတယ်အန်ဆိုမာရစ်ကအနေနဲ့ဒီ pocket line နဲ့တွေမထုတ်လာဖို့လိုတယ်ဟိုညီကတို့အနေနဲ့ရောဘယ်လိုထင်ကြလဲဒီအိမ်ခွင်းမှာ Chelsea အသင်းတွေနဲ့ဒီအနိုင်ရလက်နဲ့ဒီ international break ကိုပစ်သေးသွားနိုင်မလားဘယ်လို result မျိုးတွေထွက်လာမယ်လို့ထင်လဲအောက်ကကောင်းပါတယ်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီကျွန်တော်ရဲ့ channel နဲ့ page တွေကိုလည်း like and subscribe နဲ့အားပေးသွားလို့ရပါတယ်